ပေါ့နော်စစ်ခွေးတော့မနေတဲ့အဲ့ဒီဖို့ခွေးတွေကိုကျွန်တော်ကတောက်လျှောက်နှိမ်နေမှဖြစ်တဲ့အတွက်ဒီတက်ကုန်းမှာပါပြောလဲကြည့်သွားမယ်ကဲအားလုံးလည်းမင်္ဂလာပါရှင်ကျွေးပြီးတဲ့ဌာနကတော့ဖွင့်ပြပါလိမ့်ဖြစ်ပါလေရှင်ဟုတ်ကဲ့ကျွန်မကဘာဖြစ်လဲဘာသတင်းဌာနကဲအားလုံးလည်းမင်္ဂလာပါရှင်ကျွေးပြီးတဲ့ဌာနကတော့ဖွင့်ပြပါလိမ့်ဖြစ်ပါလေရှင်ကျွေးပြင်သတင်းဌာနကအေးဟုတ်ကဲ့ကျွန်မကဟုတ်တယ်လေကျွန်တော်နားနဲ့အဲ့တိုင်းကြားတာကျွေးပြင်သတင်းဌာနကဘာဆိုလဲအဲ့လိုပဲဖြစ်ပါတယ်တဲ့ကျွန်တော်နားနဲ့အဲ့လိုပဲကြားလို့ဘောမမီဒီယာတယောက်ပါရှင်ကျွန်မကဘောမယုံနေမှဆိုတာမဟုတ်ဘူးစုပ်လဲထားပါလေရှင်ဟာဘောအောင်စုပ်တယ်တဲ့နော်စုပ်ပြီးတော့မဝါလိုက်နဲ့နော်ဝါလိုက်နေလို့ဖတ်သေးဝါမှာစုပ်တဲ့အစင်တော့ဒါနစ်စုပ်တာဒါတို့စုပ်တာတော့မဟုတ်ဘူးဟုတ်လားတပြုတ်ပြုတ်စုပ်တာတော့ဖြစ်မယ်ဟုတ်တယ်ယုံနေနင်ပြောစရာမလိုယုံနဲ့ပုံနဲ့ကိုလိုက်ပြီးတာတိလားဘယ်လိုပုံစံစုပ်မယ်ဆိုတာယုံနဲ့ပုံနဲ့ကြည့်တာနဲ့တိတယ်တိလားဘောမတော့ဂုံရထင်းနေတဲ့ဘောမဘာဖြစ်လို့ကျမကစုပ်ထားရလဲဆိုရင်မင်္ဂလာပါခင်ဗျာ Funny မြန်မာ channel မှာကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာဆိုမြန်မာတဝမ်းမှာဖြစ်ပြနေတဲ့နာမည်ကြီးနေတဲ့ဗီဒီယိုလေးတွေနဲ့ကွာသတင်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုကြည့်ပြီးရင်ဝေဖန်ပုတ်သက်ပေးကြပါဦးခင်ဗျာအားလုံးလည်းမင်္ဂလာပါခင်ဗျာကျေးဇူးတင်ပါတယ်ကျမကစုပ်ထားရလဲဆိုရင်ဒါကျမကအမျိုးကိုလည်းချစ်တယ်နိုင်ငံတော်ကိုလည်းချစ်တယ်လေဒါကြောင့်မို့စောက်တလွဲပြောပြီးနင်းနေဖာခန်းဂျီလို့ဖာတယ်လောက်တာကိုအမျိုးကိုချစ်တယ်နိုင်ငံချစ်တယ်ဆိုတော့အဲ့ဒီဖာတယ်မအောင်ငါတို့ကနိုင်ငံတော်ဂုဏ်ထူးရှင်ဂုဏ်ထူးဆောင်ပွဲပေးရဖို့နင်းနေတက်ကုန်းဂျီလို့တက်ကုန်းတာလေနင်းနေတက်ကုန်းဂျီလို့တက်ကုန်းတာနင်းနေဖာခန်းဂျီလို့ဖာလောက်တာအဲ့ဒါကြီးကိုပါငါတို့ကနိုင်ငံတော်ဂုဏ်ထူးဆောင်ပွဲတွေကိုပေးရဖို့လားမျိုးချစ်တယ်နိုင်ငံကိုချစ်တယ်ဆိုတော့မှတ်တောင်ထားရမယ်နော်ဟုတ်ကျမကဘောမလို့ပဲခေါ်ဘလို့ပဲပြောကျမကဒါကျမရဲ့လှုပ်ဝဲချက်မဟုတ်ဘဲနဲ့ကျမရဲ့တရားဝင်ရည်တည်ချက်ပဲလေနော်ဒုက္ခနော်ဒါကြောင့်မလို့လေလောကမှာလူအားတဲ့ကျွန်တော်ဆရာတယောက်ပြောဘူးတယ်ရှက်စရာကိုရှက်စရာကောင်းမှမတည်အဲ့ဒါလောကပါဠိပြဖြစ်တာတဲ့ဒါကြီးရဲ့ရှက်စရာဒါကြီးရဲ့ရှက်စရာကောင်းတယ်ဒါကတော့ရှက်စရာမကောင်းဘူးဂုဏ်ယူစရာကောင်းတယ်စသဖြင့်အဲ့လိုမှရှက်စရာကိုရှက်စရာကောင်းမှမတည်တော့တဲ့လူတွေများလာရင်လောကကြီးပြတ်တာပဲတဲ့အဲ့ဒါလောကပါဠိတရားပြတ်တယ်ဆိုတာအဲ့ဒါကိုပြောတာဆိုတော့ဒီနေ့ခေတ်မှာအခုကြည့်လေဘောမဆိုတာဘလို့အထိတ်ပဲလေဘာကြောင့်ဘောမလို့ခေါ်ကြတာလဲဟုတ်တယ်နော်လူတရားကိုတွားမေးကြည့်ပါယာခိုင်တော့အများစုကဘာပြောမလဲအဲ့ဒါရှက်စရာမဟုတ်ဘူးလားရှက်စရာကိုခွက်ခောက်လို့တို့ပြောတယ်ခွက်ခောက်တာခွက်ခောက်ပြီးတော့ကိုရိုးရှားနေတဲ့ကောင်ဆိုရင်တော့အောက်တန်းစားဆိုရင်တော့အဲ့ဒါဆိုရင်တော့ရှက်စရာပေါ့ဟုတ်တယ်နော်ဒါခွက်ခောက်ပြီးတော့တော်လန်ရေးကိုထောက်ပို့နေတဲ့လူဆိုရင်ရှင်းစရာကောင်းတာမဟုတ်ဘူးဘောမဘီဆိုတဲ့ကမတရားတာလုပ်နေတဲ့ကောင်တွေမတရားပြုတ်ကျင့်နေတဲ့ကောင်တွေကိုဘာလုပ်တာလဲအားပေးအားမြောက်လုပ်တာဘယ်လုံးမနိုင်ငံအတွက်လည်းမဖြစ်ဘူးဘာသာအတွက်လည်းမဖြစ်ဘူးလူမျိုးအတွက်လည်းမဖြစ်ဘူးဟုတ်တယ်နော်အဲ့ဒါရှင်းစရာကိုဒါပေမဲ့ရှင်းစရာကောင်းမှမတိတော့ဘူးလောကပါဠိတရားပြက်တာဒီနမတယောက်လည်းစူးစမ်းလေးလာမှုအရာပြောရရင်ရှင်တို့တွေကသူ့သတင်းအမှားတွေစုမဟုတ်ဒီတို့တွေလေငါပြောချင်တာအဲ့ဒီပေါက်လို့ပဲစားတွေပြောပြီးသတင်းမီဒီယာပါငါကငါတော်မှငါသတင်းသမားလို့မခံယူရဲဘူးသတင်းသမားဆိုတာမီဒီယာကျင့်ဝတ်ရှိရတယ်ပေါက်လို့ပဲစားတွေရှောက်ပြောပြီးမီဒီယာလို့ခေါင်းစဉ်တက်လို့မရဘူးမီဒီယာသမားတွေဘယ်လိုလဲဆိုတာလေ့လာအောင်အမောင်တို့ထဲမှာပြိမိနေတယ်လို့ကျွန်မကမြင်ပါတယ်ရှင်ဒါကြောင့်လည်းကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပကတိဖြစ်တဲ့နိုင်ငံတကာတန်တမာရေးရဆက်ဆံမှုတွေနောက်ကလက်ရှိအစိုးရရဲ့ရန်ရ level မှုတွေရှိလုံးလုံးစင်တွေကိုမျက်ွယ်ပြုပြီးတော့ဒီအမြင်မတူကွဲပြားသူမှတ်တမ်းကိုရန်သူတို့လိုက်ဆက်ဆံဆဲဆူနေတာကတော့မစမ်းပါဘူးရှင်အမြင်မတူတာနဲ့ရန်သူတို့တတ်မှတ်တဲ့အဆင့်တော့ဘုံမှာကျက်တက်ပြစ်နေတာအဲ့ဒါကျတော့မှန်တာပေါ့ဟုတ်လားအခုနင်တို့ဘုံလိုက်ကျဲနေတဲ့ရွာတွေမှာအသက်မွေးကင်းစအရွယ်ကနေ16နှစ်မပြည့်သေးတဲ့အရွယ်ဘယ်လောက်ရှိလဲအောက်မှာပြည်သူရှိမှန်းနဲ့တည်တယ်ပစီးဆိုရင်ဘလို့ပဲအယူကြီးရုံးမဲ့ဖွင့်ဘာဖွင့်ဖေမဲလာဒီအောက်မှာပြည်သူတွေရှိမှန်းတည်တယ်အသက်မပြည့်သေးတဲ့ကလေးတငယ်တွေအသက်ကြီးနေတဲ့အဖိုးဘွားတွေရှိမှန်းပြည်သူရှိမှန်းတည်ရတဲ့ရဲဆက်ဘုံကျက်တက်ပြစ်တာတိုင်းပြည်ကိုကာဝယ်စောင့်ရှောက်ပါတယ်ဆိုတော့တတ်မတော်ရဲ့လုပ်ရလားတပုံတမအကျန်းဖက်တွေရဲ့လုပ်ရလားအဲ့ဒါအမြင်မတူုံနဲ့ရန်သူတို့တက်မှတ်တာမဟုတ်ဘူးအမြင်မတူတဲ့ကောင်တွေကကောင်းတက်ပြစ်နေတာရှ
ရှင်တို့က line ပေါ်မှာဘောမလို့អော်ပြီးတော့မှစိတ်ကူးရင်ကဘာထဲမှာတော်လန်ရေးတွေလုပ်နေကြတော့ဒီအပြင်မှာ စိတ်ကူးရင်ကဘာထဲမှာတော်လိုင်းရေးလုပ်နေတယ်ဆိုရင်လက်ရှိကျမဘောမပါလို့မြန်မာပြည်ဒေသနေလျှောက်သွားអော်ပြီးသွားရဲတာအဲ့ဒါလေးပဲမေးမယ်ဟုတ်တယ်တော်လိုင်းရေးကိုတို့ကြောက်နေကြလို့လေနင့်ကိုအလကားကျုံးနေတဲ့စစ်ခွေးတွေကငါစစ်သားပါလို့ယူနီဖောင်းကိုဝတ်ပြီးတော့တက်အချင်းအပြောင်းမှာပေါ်တင်တွားရဲတာအဲ့လိုတွားရဲနေဆိုပြီးတော့နင်ပြောတဲ့စိတ်ကူးရင်တော်လိုင်းရေးဆိုတဲ့စကားကိုငါလက်ခံပြီးလိုက်နော်စောက်ခေါင်းထဲမှာနေပြီးတော့စောက်တန်လေးညင်းအော်ပါအဲ့ဒါစိတ်ကူးရင်တော်လိုင်းရေးကိုကြောက်လို့မဟုတ်ဘူးလားဟမ်စကားပြောတယ်ဆိုတာကိုပြောတဲ့စကားလုံးနဲ့အတိတ်ပဲပြည့်စုံမှုပဂတိအရှိတရားနဲ့ဘလောက်ကိုက်ညီလဲဆိုတော့မူတည်တယ်တိလားကောင်မရဲ့ကြားလားစပြော နိုင်ငံတော်ကတော့ပုံမှန်ပဲရှစ်ဆက်ကိုသွားနေကြတာပါရှင်ကိုနဲ့အမြင်မ နိုင်ငံတော်ဆိုတာဗါတယ်နေမဲ့လင်မင်းအောင်နိုင်ရနိုင်ငံတော်လားဒီနိုင်ငံကိုမင်းအောင်နိုင်ရဲ့အဖေတောင်းနိုင်ရနော်မင်းအောင်နိုင်ရဲ့ဘိုးဘွားဘီပင်တစ်မျိုးလုံးကဖာခံကားတွေနဲ့ဖာကောင်းဒုက္ခတွေနဲ့စုပြီးတော့ပြည်တော်စုတမရမြန်မာနိုင်ငံတော်ကြီးဆိုပြီးတော့တီထောင်ပြီးတော့ရော့သားတော်မောင်မင်းအောင်နိုင်မင်းအမွေယူစေဆိုပြီးပေးခဲ့တာအဲ့လိုပေးခဲ့တာဆိုရင်တော့နိုင်ငံတော်ဆိုတဲ့စကားကိုငါလက်ခံပေးမယ် သူတို့ဒီအမုန်းစကားတွေနဲ့ဒီအာနာရှင်ဆန်ပြီးတော့မှဆဲဆူနေတဲ့စိတ်သက်တွေတဲ့စာရင်ကို ဆဲဆိုတဲ့သူကိုအာနာရှင်လို့တတ်မှတ်မယ်ဆိုရင်ကိုမထောက်ခံတာနဲ့ရွာတွေကိုဘုံလိုက်ကျဲနေတာကိုဘယ်လိုတတ်မှတ်မလဲဟမ်အမြင်မတူုံနဲ့ရန်သူလို့တော်လိုင်းဘက်ကတတ်မှတ်တယ်ဆိုရင်နေတို့လိုကောင်မျိုးတွေစစ်ခွေးမယားတွေစစ်ခွေးသားသမီးတွေကြောင်းထက်နေတယ်စစ်ခွေးသားမယားတွေဈေးထွက်ဝဲငါတို့အကုန်လုံးလိုက်ရှင်းနေမှာပေါ့ဟုတ်တယ်မလားအမြင်မတူုံနဲ့ရန်သူတတ်မှတ်မယ်ဆိုအဲ့ဘာလို့လိုက်မတတ်တာလဲအဲ့လိုတတ်ပေးရဘူးလားဟမ်အမြင်မတူုံနဲ့ရန်သူတို့ငါတို့တတ်မှတ်တယ်ဆိုရင်ငါတို့လက်လုပ်ပေးမှာနော် ယုံကြည်တဲ့ခေါင်းဆောင်ကိုကျမအနေနဲ့ရဲရဲဝံ့ဝံ့ပုံမှန်လင်းလင်းနဲ့ထောက်ခံရတဲ့စိတ်ဓာတ်ဟာပို့ပြီးတော့ ရုံနဲ့နင်ထောက်ပြီးတော့ခံအောင်နေပက်လက်လက်ခံမှာလိလားအကွက်ဘောင်းဆောင်ခံမှာနေကရုပ်ကြည့်တာတိတယ် လေးစားစရာကောင်းပါလေရှင်ဒါကြောင့်မို့လို့ရှင်တို့ဘလောက်ပဲကျမကိုတိုက်ခိုက်ဘလို့ပဲဘုံမှလို့ခေါ် နင့်ကိုတိုက်ခိုက်လို့ဘယ်သူမှပတ်သက်တစ်ချက်မရဘူးဒါပေမဲ့နင့်လိုအောက်တန်းစားတွေဟာလောကအတွက်ရှက်เสียရပါဒီနိုင်ငံအတွက်အပြတ်အမောက်လုပ်နေတဲ့အောက်တန်းစားတွေပါလို့တိအောင်လို့ပြည်သူတွေကဝိုင်းပြောတာအဲ့ငါလည်းအပါဝင်ပဲနင့်လိုကောင်မမျိုးတိုက်ခိုက်လို့ဘာမှစောက်ပြောမရှိဘူးနော် ကျမရဲ့ယုံကြည်ချက်နဲ့ယက်တီမှုဟာဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ရှင်တို့ပြောနေစဲနေပါစေရှင်တို့ပြောနေပါစေစဲနေပါစေကျမကတော့မမှုပါဘူးရှင်ဟုတ်ကဲ့ပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် မဟုတ်ဘောမတွေစောက်ကျင်ရလေမတိလို့ရှိရင်တကယ်ပဲသူတို့ကရင်ကြီးလိမ်မာတင်တန်းစဉ်းစားတဲ့ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါရှင်ကျွန်တော်တို့မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါပြောတယ်ဆဲတင်ဆဲတယ်ဘလူးဆိုင်တီးတဲ့အကွက်ရောက်ကကြိုးပြောင်းရင်တီးကွက်ပြောင်းရတယ်နော်ဘလူးကနေတဲ့အချိန်မှာဘလူးဆိုင်မတီးပြင်းနဲ့ရော့တစ်ချင်းထတီးလို့မရဘူးဟာဘလူးကွက်ကနေတဲ့အချိန်မှာဘလူးဆိုင်တီးရတယ်ဟုတ်တယ်နော်မြန်မာတန်စင်စိုးနေတဲ့အချိန်မှာမြန်မာတန်စင်လို့ရင်ကြီးမင်္ဂလာပါလို့လောက်ရတယ်ငါတို့ကတော့ရှင်းတယ်နော်တန်ရာရမယ်ဆိုတာအဲ့ဒါပြောတာဖေးတရားနဲ့ကလော်တုတ်ကမဲ့အတန်းစားဆိုဖေးတရားလို့မေးလိုက်တယ်ဟုတ်ကဲ့ပါကျွန်တော်အမအကိုညီလေးညီမလေးလောက်ကမဲ့အတန်းစားသွင်းဟုတ်ကဲ့ပါကျွန်တော်ကျမနော်ညီညီမအကိုခေါ်တင်းတဲ့လူခေါ်ပြီးရင်ကျေးစွာတုတ်ပြန်ပေးတယ်ဒါပေမဲ့ငါတို့ဘက်အချမ်းမှာရိုင်းကျင်ရိုင်းမယ်မယုံပါဘူးယုံမာတဲ့လူဆိုရင်ငါတို့ဘက်အချမ်းမဟုတ်ဘူးဘာဖြစ်ငါတို့ကိုယ်တိုင်အဲ့ဒီယုံမာတဲ့စောက်ကျင်ကိုမကြိုက်လို့တော်လန်းနေတာငါတို့ဘက်အချမ်းမှာငါယုံမာတဲ့အလုပ်လုပ်ရင်ငါအောက်တန်းစားတော်လန်းဘက်ကမဟုတ်ဘူးတမတ်ဘယ်သူလုပ်လို့ဒါပေမဲ့နေတို့ဘက်အချမ်းမှာတော့ယုံမာနိုင်မှတစ္ဆာချင်းလိန်တိုင်းမှတစ္ဆာချင်းကိုဟုတ်တယ်မလားအဲ့တော့အဘကိုမရော်နေမဟုတ်စုပ်တယ်ဆိုတာယုံတယ်တိလားနေတို့ရုပ်ကိုကြည့်တဲ့ကအသေးစောက်မဲ့ရုပ်ဆိုတာငါတို့တဘောပေါက်တယ်နော်အဲ့တော့ပဲတောင်းဆိုခြင်းတယ်ဒီလိုစောက်တလွဲအလုပ်တွေလုပ်ပြီးတော့မီဒီယာပါလို့တော့ထွက်မလုပ်ပါနဲ့မီဒီယာဓမ္မတွေသိခါကြနော်အဲ့ဒါလေးပဲပြောခြင်းတယ်